တမိုင်းတွင်ပဲအကြီးမားဆုံးငွေကြေးပြောင်းဆုံးမှုအခုရက်ပိုင်းမှာခရစ်တိုနဲ့ပတ်သက်တဲ့ဈေးကွက်တွေဟာကြီးလိုက်ရင်ဒါဘာတွေဖြစ်နေတာလဲဈေးကွက်ကြီးပြိုကျတော့မှလားဆိုတဲ့အတွေးတွေဝင်ပြီးကြမှာပါဒီလိုခရစ်တိုဈေးကွက်ကြီးပြောင်းလဲမှုကြောင့်15မိနစ်အတွင်းမှာပဲအမေရိကန်ဒေါ်လာတန်ပေါင်း200ကျော်ဟာအရေးပြောင်းဆုံးခံခဲ့ရပြီးကမ္ဘာသမိုင်းမှာအကြီးမားဆုံးခရစ်တိုပြိုလဲမှုကြီးကိုကျွန်တော်တို့ရင်ဆိုင်နေရပါပြီဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ Brain Pop မြန်မာ channel ကနေခရစ်တိုပြိုလဲမှုကြီးဘာကြောင့်ဖြစ်လာတာလဲဘာလို့လက်ချက်လဲဈေးကွက်ကြီးတကယ်ပဲပျက်စီးသွားပြီလားဒီပြိုလဲမှုကြီးရဲ့နောက်ွယ်မှာဘယ်သူတွေဟာအမျက်ထုတ်သွားကြလဲဆိုတာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးခရစ်တိုဈေးကွက်ကြီးကွက်လောရိုက်သွားရတဲ့အထိဈေးကွက်ပြိုလဲခြင်းအကြောင်းရဲ့အဓိကလက်တဲ့တရားခံကိုပြောရမယ်ဆိုရင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပဲဖြစ်ပါတယ်ဒေါ်နယ်ထရမ့်ဟာသူ့ရဲ့ Trust Social Media မှာတင်ခဲ့တဲ့ post တစ်ခုကြောင့်အခုလိုမျိုးပဲကမ္ဘာပေါ်ကငွေကြီးတွေဟာအရေးပြောင်းဆုံးခံခဲ့ရပါတယ်အဲ့ဒီ post မှာတော့အမေရိကန်ပြည်ထောင်စုကိုဝင်ရောက်လာတဲ့တရုတ်နိုင်ငံမှာထုတ်ကုန်များအပေါ်လက်ရှိပေးဆောင်နေတော့အခွန်အပြင်100%ထပ်မံအခွန်စည်းကြပ်မယ်ဒါအပြင်အရေးပါတဲ့ software အားလုံးကိုတင်ပို့မှုထိန်းချုပ်ရေးစီမင်းများတတ်မှတ်မယ်လို့ Trump ကရေးသားဖော်ပြခဲ့ပါတယ်ဒီ post ကြောင့်ပဲကမ္ဘာကုန်သွယ်ရေးပြည်ပခါကြီးပြန်ဖြစ်လာမလားဆိုရဲဆိုရမှုကြောင့်ကမ္ဘာဗန္ဒာရေးဈေးကွက်အားလုံးကျဆင်းသွားပြီးခရစ်တိုဈေးကွက်ဟာလည်းမိနစ်ပိုင်းအတွင်းမှာတင်အမေရိကန်ဒေါ်လာတန်ပေါင်း200ကျော်အရေးပြောပျက်စီးခံခဲ့ရတဲ့အထိရိုက်ခတ်သွားပါတယ်ဒီပြစ်စင်ကိုတော့ liquidation လို့ခေါ်ပြီးနောက်20ပြည့်နှစ်ကိုဗစ်ကပ်ဘေးကာလပြိုလဲမှုထက်18ဆပိုကြီးပြီးတစ်ချိန်လုံးကဒုတိယအကြီးဆုံးဖြစ်ခဲ့တဲ့ FTA ပြိုလဲမှုထက်73ဆပိုကြီးမာတဲ့တမိုင်းတစ်လျှောက်တရက်တာအတွင်းအရေးပြောခံရမှု liquidation အဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။ Bitcoin ဟာဒီတင်းကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲဒေါ်လာ1000ကျော်တန်ဖိုးကျဆင်းခဲ့ပါတယ်။အောက်ကိုင်ထဲကနာမည်ကြီးတိုကင်တွေဟာဆိုရင်တန်ဖိုးရဲ့80%အထိဆုံးရှုံးခဲ့ရပြီးအချို့တိုကင်တွေဆိုရင်ခေတ္တခဏအတွင်းတန်ဖိုး3ညနီးပါးဖြစ်ခဲ့ရပါတယ်။တရားဝင်ခန့်မှန်းချက်တွေအရစုစုပေါင်းဒေါ်လာ19ဘီလီယံကျော်တန်ဖိုးရှိတဲ့ယင်းနှိမ့်ညံမှုတွေဟာဖျက်သိမ်းခံလိုက်ရလို့ပြောင်းဆုံးသွားခဲ့ပါတယ်။ဒီပြိုလဲမှုအတွင်းမှာပဲ Binance နဲ့ Coinbase လိုအဓိက exchange ကြီးတွေတောင်မှဝန်ဆောင်မှုဆိုင်ရာချိုးယွင်းမှုတွေ ARD ပေါ်ပေါက်လာခဲ့တာဟာလေဒီပြဿနာကိုဆိုးဝါးစေခဲ့ပါတယ်ဒီဆုံးရှုံးမှုတွေဟာစင်းစရာတက်မဟုတ်ပဲနောက်ကမှလက်သေးဘွားရဲ့အကျိုးဆက်တွေဖြစ်ပွားခဲ့ပါတယ်ယူကရိန်းယင်းနှိမ့်မြုံနှံသူ Konstantin Galis ဟာပြိုလဲမှုဖြစ်ပြီးမကြာမီပါပဲသူ့ရဲ့ကားထဲမှာမိမိကိုယ်ကိုအဆုံးစီရင်သွားဖို့ရတဲ့အလောင်းကိုတွေ့ခဲ့ရပါတယ်သူဟာကိုပိုင်မဟုတ်တဲ့ဒေါ်လာတန်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီးပြန်ဆက်ဖို့လမ်းစာမရှိတာကြောင့်တန်တရားရှိခဲ့ကြပါတယ်။ဒါပေမဲ့အနှဲငယ်တော့အတွင်းလူလို့တတ်မှတ်ရမယ့်လူတစုကတော့တန်ပေါင်းများစွာရရှိခဲ့ကြပါတယ်။ဈေးကွက်ပြလဲပြီးနောက်ဆုံးစမ်းစစ်ဆေးသူတွေတွေ့ရှိချက်တွေအရကတော့အလွန်မေး YouTube ဖွယ်ရာကိစ္စတွေဖြစ်ပျက်ခဲ့ပါတယ်။ Twitter များပြားဟာတမရရဲ့ကြေညာချက်နဲ့တစ်ထပ်တည်းစက္ကန့်ပိုင်းအတိအကျကြိုတင်ကိုက်ပြီးအမြတ်ငွေဒေါ်လာတန်100နီးပါးစီချက်ချင်းရသွားခဲ့ကြပါတယ်။ထင်ရှားဆုံးအကောင့်တစ်ခုကိုကြည့်မယ်ဆိုရင်ဒီအကောင့်ကိုပြိုလဲမှုမဖြစ်ခင်24နာရီအောက်မှာပဲဖွင့်လှစ်ခဲ့တာပါ။အဲဒီနောက်4နာရီကြာမှဒေါ်လာတန်80ထည့်သွင်းခဲ့ပါတယ်။ပြီးတော့သမရရဲ့ post တင်တဲ့ညနေ4နာရီ50မှာစတင်လိုက်တဲ့စက္ကန့်မှာပဲ Bitcoin ကိုစမ်းကျင်တဲ့ short position အကြီးစား order တွေဖွင့်ခဲ့ပါတယ်။ post တင်လိုက်တဲ့ order တွေချက်ချင်းဝင်လာတယ်။အတိအကျအချိန်ကိုက်သွားပါတယ်။ဒီလို YouTube တဲ့တိကျမှုဟာဘယ်လိုမှဖြစ်နိုင်စရာမရှိပါဘူး။တခုတည်းတော့ရှင်းပြချက်ကတော့သူတို့ဟာသမရဘယ်ချိန် post တင်မလဲဆိုတာကိုကြိုတင်တီးခဲ့တာပဲလားလို့တော့ထင်ရပါတယ်ဒီလိုအလွန်အနေရများတဲ့လောင်ကြီးကိုအကျဉ်းမဲ့တီးကြမှုနဲ့ဖွင့်ပြီးဒေါ်လာတန်100နီးပါးကိုရယူပြီးငွေထုတ်သွားခဲ့ကြပါတယ်ဒီလိုကိစ္စမျိုးဟာတစ်ချိန်တစ်ခါတည်းဖြစ်သွားခဲ့တဲ့ကိစ္စမဟုတ်ပါဘူးတမိုင်းကိုပြန်ကြည့်မယ်ဆိုရင်အခုအကောင့်နဲ့ပတ်သက်တဲ့ကြီးညာချက်ထွက်တိုင်းသမရနဲ့နီးစပ်တဲ့နိုင်ငံရေးသမားတွေဟာကြီးညာချက်မထွက်ခင်မှာပဲ stock share တွေကိုရောင်းထုတ်ခဲ့တာဒါမှမဟုတ်တက်လာမဲ့ကုမ္ပဏီတွေကိုကြိုဝယ်ထားတာမျိုးတွေကိုအမြဲလိုတွေ့ရပါတယ်။ဒါဟာတစ္ဆာကန်တွေအနေနဲ့သမရရဲ့လှုပ်ဆောင်ချက်ကနေတဆင့်ဗိုက်ရဲ့အကျိုးရယူသွားတဲ့ပုံစံတစ်ခုဖြစ်နေပါပြီ။အမြင်မတည့်ရဲ့ဒီငွေရှင်ကြီးဟာတိကျတေချတဲ့အချိန်နဲ့ဒေါ်လာဘီလီယံနဲ့ချီတဲ့လူထောင်ပေါင်းများစွာရဲ့စုဆောင်းငွေတွေကိုတိမ့်ပိုက်သွားခဲ့ကြတာပါ။ကဲဒါဆိုရင်တော့ဒီ view နဲ့ပတ်သက်ပြီးတော့ထင်မြင် user ချက်တွေကို comment မှာရေးခဲ့ပေးဖို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစိတ်ဝင်စားရင်တော့ like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်